ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ပြည်ပကနေပြီးတော့ရန်ကုန်လေးစိတ်ရောက်လို့ရှိရင်လှုပ်ဆောင်မဲ့ဆက်ဆက်ညှော်ပေးသွားမှာဖြစ်ပါတယ်ပထမဆိုကျွန်တော်တို့ပြည်ပကနေပြီးလာလို့ရှိရင်လေယာဉ်ပေါ်မှာအလိုက်ဖက်ကစာရွက်ကိုထုတ်ပေးပါတယ်ဒီစာရွက်မှာကိုယ့်ရဲ့ passport နံပါတ်ကိုယ်လိပ်စာဖုန်းနံပါတ်စသည်ကိုဖြည့်ရမှာဖြစ်ပါတယ်ဒီစာရွက်ဖြည့်ပြီးတော့ကျွန်တော်တို့ယူလာမှာဖြစ်ပါတယ်ဒီ refer ကနဲ့ MacBook တင်ကိုကျွန်တော်တို့ယူလာပြီးတော့ကျွန်တော်ရန်ကုန်လေးစိတ်တဲ့ရောက်လာတဲ့မင်္ဂလာပါ sky လေကားဆင်းလာတဲ့ဒီမှာ CI ရဲ့ PG သမားတွေအလုပ်သမားကြောင်းကြားစင်လာတော့ရှိပါတယ်ဒီမှာကြောင်းကြားပြီးတော့ခဏ refer ကမှာဒီစီတို့ထုတ်ပြပါတယ်ဒီစီတို့ထုတ်ပြလိုက်တဲ့စာရွက်နဲ့ကျွန်တော်တို့ passport ယူပြီးတော့လဝကကေကိုတစ်ခါဖျားမှာဖြစ်ပါတယ်လဝကကေကိုဖျက်ပြီးတော့ကျွန်တော်တို့ကိုပါလာတဲ့ကိုရဲ့ packet အိတ်တွေကိုထုတ်ယူပြီးတော့ကျွန်တော်အဖြစ်ပဲထွေလို့ရပြီဖြစ်ပါတယ်ပြဖဲရောက်ပြီဆိုရင်တော့ကိုရဲ့မိသားစုနဲ့တွေ့ဆုံပြီးတော့ကိုသွားချင်တဲ့နေရာကိုသွားလို့ရပြီဖြစ်ပါတယ်ကိုရီးယားနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကိုခွဲပြန်လေပြန်သမားတွေအနေနဲ့ကတော့တစ်ဖက်အတူတွင်မှာနောက်တစ်ခုလုံသမားစင်တာသွားပြီးတော့ကျွန်တော်တို့ခွဲပြန်ကြောင်းကိုချစ်လေးတွေကိုကျွန်တော်တို့ဖောင်တင်ရမှာဖြစ်ပါတယ်